ငါတို့အခန်းနှစ်အနေနဲ့ဆိုရင်ငါတို့ဘာပြောချင်လဲဆိုတော့ကွန်ပျူတာတွေဘာလို့သုံးတာလဲဆိုတော့ပြောချင်တယ်နော်ဒါမှကိုတင်တဲ့ကျောင်းသားကိုကွန်ပျူတာဘာကြောင့်သင်နေတယ်နောက်ဆုံးဘာတွေရွေးချက်ထားရမယ်ဆိုတာကိုသူသတိထားမိတော့မှာပေါ့နော်အခုစဉ်ဒီမှာဒီပုံလေးကိုကြည့်လိုက်ဘယ်အတွက်ကွန်ပျူတာကိုသုံးပြရတယ်လဲဆိုပုံလေးမှာကြည့်တယ်စပွဲလေးတစ်ခုရှိတယ်နော်အဲ့မှာစပွဲမှာဒီဘက်ထောင်းကနေစပြီးဖတ်မယ်ဆိုရင် writing letter and report ဘာလို့ writing letter and report စာတွေရိုက်မယ် report တွေတင်မယ်ဒါစာစီစာရိုက်ကိုပြောတာပေါ့ရုံးစာစီစာရိုက်ကိုပြောတာပေါ့နော်ဟာငါတို့ဘာလို့ကွန်ပျူတာတင်လဲရုံးစာတွေကိုရိုက်ချင်လို့ရှင်းတယ်ဟုတ်တယ်နော်ဟိုဘက်တစ်ဆင့်တက်လိုက်မယ် sending and receiving mail စာတွေပို့ဖို့ပြန်ဖို့ email သုံးရင်လို့ဘာသုံးရင်လို့လဲ email သုံးရင်လို့ email internet ဟုတ်တယ်နော်စာရိုက်တင်တက်လိုက်တာနဲ့ကိုမင်း internet email တင်တက်ပြီးတာနဲ့တူတူပဲဟုတ်တယ်နော် internet email ဆိုတာမေးရှိမယ်ဝင်မယ်စာရိုက်မယ်အဲ့ကြမှာ keyboard ကိုမကင်တယ်ဘူးဆိုရင်တစ်ဆင့်မတင်နေရဘူးလားတင်နေရမှာအဲ့လိုတင်နေကြမလို့ဘူးစာရိုက်အခြေခံခဲ့တဲ့ဟိုက keyboard စနစ်ကြနဲ့စာရိုက်တက်တယ်ဆိုရင်ဒါ email ပို့တာ email ရိုက်တာချက်တင်ထိုင်တာတွေပါတင်ပြီးသားဖြစ်မသွားဘူးလားဖြစ်သွားတယ်နောက်က looking for information ဆိုတော့သတင်းချက်လက်တွေရှာဖွေမှာပေါ့ဘာသုံးမှာ internet သုံးမှာ web browser တွေသုံးပြီးတော့ website ပေါ်ကနေလိုချင်တာတွေကိုရှာဖွေမှာဒါလည်းအခြေခံထဲမှာပါသွားပြီလေနော်ကိုသိချင်တာကိုရှာပြီးရိုက်ထည့်ရုံပဲ drawing plan and chess စီမံကိန်းတွေဆွဲမယ်ဇာတ်တွေဆွဲမယ်ဆိုတော့ဟာစင်းစရာလုံးမှာပေါ့ရုံးဆိုမှတော့စင်းစရာလေးတော့မှာအဲ့တော့ Excel ပေါ့နော် Excel တွေစင်းစရာတွေကင်မယ်တနည်းအားဖြင့်ပြောရင်ကွန်ပျူတာစင်ရင်ကင်ပေါ့ကွန်ပျူတာအကောင့်ကြီးလုပ်ချင်လို့ကွန်ပျူတာတွေကင်ကြရတယ်ပေါ့အဲ keeping register and account ဟဲ့နော် register လုပ်တာတွေသိမ်းမယ်စင်းစရာတွေသိမ်းမယ် account တွေသိမ်းမယ်နော် storing document and paper storing ဆို store ဆိုတာသိမ်းဆဲတာစာသားတွေသိမ်းဆဲတယ် document တွေသိမ်းဆဲတယ်ဆိုတော့အဲ့တော့ file တွေကို save မှာပေါ့ဟုတ်တယ်နော်ကုမ္ပဏီရဲ့လိုအပ်တဲ့ file တွေသိမ်းမယ်ဟဲ့တဲ့မှာသိမ်းမယ်လိုအပ်ရင်ပြန် print ထုတ်မယ်အဲ့ဒီအရာတွေချက်ပြောတယ် okay ဒါပေမဲ့ငါတို့ဒါငါဒီပုံကြီးကိုကြည့်ပြီးတော့ရှင်းပြတာပေါ့နော်တကယ်တမ်းကတော့ကြည့်မယ်ငါတို့ကွန်ပျူတာသုံးနေဆိုရင်အကြောင်းပြချက်တွေရှိမယ်စာရိုက်ချင်လို့လားစာရိုက်ပေါ့နော်ဓာတ်ပုံပြင်ချင်တာလားဒါဆိုရင် Photoshop ပေါ့အဲ့လိုမျိုးတွေရွေးချက်ရှိတယ်ခုစရာကွန်ပျူတာစတင်မယ်ဆိုရင်အစိုးရရုံးကုမ္ပဏီဆိုရင်အစိုးရရုံးကုမ္ပဏီကိုလုံးဝဝန်ထမ်းတယောက်ဟာကွန်ပျူတာအခြေခံမတက်ထားလို့မဖြစ်ဘူးမတက်ထားရင်ဘာသွားလုပ်မှာမပြတာလုပ်မှာလားဒါပဲရှိတာဘောနော်ဟော marketing sales ဆိုရင်ဟိုဒါကွန်ပျူတာသုံးရတော့ပါလေကိုရောင်းလာတဲ့ data တွေကိုရိုက်မယ်ဟုတ်တယ်မလားကိုဘယ်လောက်ရောင်းရလဲဆိုတော့မိတူဆိုင်ဟာဒါတော့စာရိုက်ပေါ့မိတူဆိုင်ဆိုမှတော့ဖိတ်စာကတ်လိပ်စာကတ်စာအုပ်တွေရိုက်မယ်ကြော်ညာ pamphlet တွေရိုက်မယ်ပေါ့နော်ဒီကောင်အတွက်ဆိုရင်အစိုးရရုံးကုမ္ပဏီအတွက်ဆိုရင်တော့ Microsoft Word နဲ့မလုံလောက်ဘူးလားလုံလောက်တယ်မိတူဆိုင်ဆိုရင်တော့ Microsoft Word လည်းသင်ရမယ် plus ဘာထက်သင်ရမလဲဆိုတော့ page maker ထက်သင်ရမယ်ဟုတ်တယ်နော်မိတူဆိုင်လုပ်ချင်တဲ့ရေအတွက်ပေါ့နော်ဓာတ်ပုံဆိုင်ဆိုရင်တော့တေချာပေါက်ဘာလို့ Photoshop ဓာတ်ပုံဆိုင်ဘာလို့ Photoshop ပုံဟောင်းတွေပြင်မယ်ပုံဟောင်းတွေ scanner နဲ့ဖတ်မယ်ပြင်မယ်အဲ့ဒီကနောက်ခံပုံတွေပြောင်းမယ်ဗနိုင်းတွေဆွဲမယ်ပေါ့နော်အဲ့ဒါတွေအားလုံးလုပ်ချင်နေဆိုရင်တော့ Photoshop ကိုသင်ရမယ်နောက်တစ်တန်းပေါ့တနည်းအားဖြင့် graphic design တန်းပေါ့နော်MP3 MP4 ဆိုင်ဆို MP3 MP4 ဆိုင်ဆိုတာဒါတချင်းသွင်းတာပေါ့တချင်းတွေစုထားရမယ်အဲ့ဒါက copy paste ပေါ့ဘာလို့ copy paste format မျိုးစုံပြောင်းနိုင်တဲ့ converter တွေရှိနေရမယ်ဟဲ့နော်အလွယ်တကူစဉ်းလုပ်ထားတဲ့ customer ဟိုတချင်းသွင်းညီမှာဟိုကရှာဒီကရှာလုပ်လို့မရဘူးငကိုကလေးက list နဲ့ဘာလုပ်နေရမလဲစနစ်တကျကွန်ပျူတာထဲမှာလည်းသူ့နံပါတ်တူရှိနေရမယ်အဲ့တချင်းအတိုင်းပဲစာအုပ်စရင်းလေးဘာလုပ်ရမလဲရှိနေရမယ်ဒါမှသာလေမြင်ရမယ်ဟိုရတယ် chapter 2ဟာလူငယ်တွေဘာကြောင့်ကွန်ပျူတာသင်ကျင်လဲပေါ့နော်နောက်တစ်ခုကငါတို့ကစတင်တဲ့သူတွေငါတို့ကဘာတွေလေ့လာခြင်းသိရှိအောင်ပြောရမလဲဆိုတော့အေးမလို့ဒီတန်းလေးသင်ပြီးရင် graphic design နဲ့တက်မယ်ပေါ့ graphic design ပြီးရင် video editing သင်တန်းလေးတက်ကြမယ်ပေါ့နော် video editing သင်တန်းလေးအပ်ပြီးရင်ဘာလို့ A+ သင်တန်းလေးတက်ခိုင်းမယ် A+ ကွန်ပျူတာတွေကိုယ်တိုင်ပြင်ခိုင်းမယ် software တွေကိုယ်တိုင်ထည့်ခိုင်းမယ် Windows ကိုယ်တိုင်ထည့်ခိုင်းမယ်ဒါပြီး network+ တက်ခိုင်းမယ် network တွေချိန်ခိုင်းမယ်ပြုတ်ခိုင်းမယ်ပေါ့နော်ဒါပြီး web design website internet မှာ website တွေဆွဲတာတွေ web design ဟိုတင်လို့ရတယ်တီးသင့်တဲ့အကြောင်းတွေပေါ့နော်နောက်နိုင်ငံတကာမှာလည်းဒီ web designer တွေကလာတာကောင်းတဲ့အကြောင်းနောက်တစ်ဟိုဘက်မှာဆိုရင်ဘာတော့ programming software တွေရေးမယ်ဒါပေမဲ့ငါတို့ဒီရှိလေ့လာနေတာသူများရေးပြီးသား software တွေကိုအသုံးချအောင်တက်ပဲရှိရကိုယ်တိုင်ဒီလို software တွေရေးနေအောင်ဘာလုပ်အောင်မလို့တီထွင်ကြံစသင်ယူအောင်ပါနောက်ပြီးတော့ကွန်ပျူတာစင်ရင်ကိုင်နေပေါ့နော်ကွန်ပျူတာအကောင့်လေးတွေဒါတွေလေ့လာဖို့ဒီလိုလမ်းကြောင်းတွေရှိရဆိုရအောင်ပြောပြရအောင်မယ်